โอเคအားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ဒီနေ့ဒီမှာ CBR 900လေးကိုကျွန်တော်ဒီညကားတင်ပေးမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်ဒီဘိန်းလေးကိုဒါလာပြပေးတာဖြစ်ပါတယ်ဘိန်းကတော့ယူသွားပြီเนาะညီကိုလေးကိုဒါကျွန်တော်တို့ဟိုဗာလဲဖူကက်ဘက်ကိုကျွန်တော်ပို့ရမယ်ဗျာเนาะဖူကက်ဝါရှင်လောင်ဘတ်ရှန်ကိုပို့ပေးရမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ရှေ့ရောင်းချပေးတဲ့ဘိန်းကိုဘယ်လောက်ကောင်းလဲဘယ်လောက်ထိတိတိကျကျလုတ်ပေးထားလဲဆိုတာကျွန်တော်ဒါလာပြပေးတာဖြစ်ပါတယ်ဗျာเนาะโอเคဘိန်းကျော်နေထားတော့လုံးဝရှေ့တမ်းမယ်အင်ဂျင်လုံးလေးပါလုံးဝရှေ့ဗျာနော်ဒီမှာစတီကာဖိုင်းလေးနဲ့တစ်စီးလုံးကိုစတီကာဖိုင်းမိထားတယ်ဒီကိုလေးကဒီဘိန်းကလာတာအနက်ဗျသူကဒီကောင်အနီကြိုက်တယ်အနက်နီဖောက်ထားတာကိုကြိုက်တယ်ဆိုတော့ဒါကျွန်တော်တို့ဘက်ကတနိုင်တော့ဒါကိုတင်ဖြစ်ပေးတာဗျတေချာသူကစိတ်တိုင်းကြအောင်လှုပ်ဆောင်ပေးရဗျာနော်โอเคအမှတာယာအနေထားကလုံးဝအမွေလုံးဝအစ်စ်ပေါ့နော်ပါကင်ကျွန်တော်တို့ဝယ်ပြီးတော့ထည့်ပေးရတာဗျာနော်ရှင်းနောက်လုံးဝတာယာလုံးဝကြည့်ဖြစ်ရမယ်ဗျာမကန်ဟိုမှာပြောင်းကြည့်ပြောင်းကျွန်တော်တို့ပြောင်းတစ်ချက်လုံးဝတတ်ရှင်းနဲ့တေချာနော်ပါကင်ရောတိုင်းရမယ်ဗျာဒီကောင်မော်ဒယ်2021ကိုပါကင်ရောတိုင်းရတယ်ဒီညီလေးကတော့လုံးဝကန်ကောင်းတယ်ဗျာနော်ဘိန်းတစ်စီးလုံးအနာစာလုံးဝမရှိဘူးအင်ဂျင်ဆိုရင်အမှလုံးဝစေးသားလုံးဝနာစာအပုံစံလုံးဝမရှိဘူးဗျာနော်။ဒါပြီးရင်နောက်တိုင်ရအပြည့်မဟုတ်အစ်စ်ကိုထည့်ပေးရတာဗျာ။ရှေ့အကုန်လုံးဘာတစ်ခုမှလိုလေစိတ်မရှိရလက်တင်စီရမယ့်ပုံစံမျိုးအနေထားကျွန်တော်လုပ်ပေးထားတာဖြစ်တယ်နော်။စတီကတော့လုံးဝတကယ်လမ်းနဲ့ဗျာဘိန်းကတော့ညီလေးလုံးဝတန်တယ်ဘိန်းရှိန်စပေါက်ကတ်တွေဆိုရင်လုံးဝအပြည့်ကျန်ပဲဗျာနော်။ Okay ဒီမှာကြည့်ဒီဘက်ရှန်ဟိုဘက်ရှန်ဒီဘက်ရှန်တပုံလည်းပဲဖြစ်ရမယ်နော်။လိုချင်တဲ့ညီကိုတွေရှင်းတော့ဒီလိုဘိန်းသက်လေးလိုချင်တော့ဆက်သွယ်လာလို့ရတယ်ဗျာနော်โอเคကျွန်တော်ဒီမှာဒီလိုလေးတိုင်ခွက်လေးဖွင့်ပြမယ်တိုင်ခွက်လေးအနေထားလုံးဝရှယ်လန်းတယ်တိုင်ခွက်ကဒီမှာကီလိုက1000ပဲရှိသေးတယ်ဗျာနော်1288ကီလိုလုံးဝရှယ်လန်းတယ်ပြီးရင်ရှယ် LED မီတာရှယ်ဖြာခံရမယ်ဒါအောက်ပဲရှိသေးတယ်နော်အပေါ်မဟုတ်သေးဘူးအဲ့ဒီမီတာလုံးဝရှယ်မိုက်တယ်ဗျာနော်ပြီးโอเคကျွန်တော်ဆက်နှုတ်စမ်းပြမယ်ဗျာနော်စက်တန်အနေထားလုံးဝဘယ်လောက်ထိရှယ်ကော်လဲမူပန်းထဲမှာဆိုတာဒါနဲ့အကျယ်ကြီးလည်းနှိုးမရဘူးဗျာနော်စက်တက်တောက်ဝီလုံးဝထိလို့အရင်တန်လုံးဝညင်ရမယ်အတန်လုံးဝရှင်းရမယ်ကြောင်းတဲ့တန်ပဲထွက်ရမယ်ဗျာနော်ဒီမှာညီလေးကအာကဘိုးကြောင်းကြတယ်ဗျာအာကဘိုးပြောင်းထည့်ပေးတယ်နော်ကြောင်းတယ်လည်းကျွန်တော်ဆွဲမပြတော့မူပန်းထဲမှာဆိုတော့အဆင်မပြေဘူးဗျာနော်အခုနောက်ထပ်လိုချင်တဲ့ညီကိုတွေရှင်ထိုင်းနိုင်ငံနေရာနဲ့လဲတဲ့ရစ်ချက်လက်ငယ်အားလုံးရမယ်ဗျာနော်ထိုင်းနိုင်ငံဘယ်နေရာမဆိုနော်နေဆက်တွေဆိုကျွန်တော်တို့ဘက်ကအရစ်ကြပြီးလို့မရဘူးနော်နေဆက်တွေဆိုလက်ငယ်မဲ့ရမယ်ဗျာအရစ်ကြထုတ်ရင်တောင်ကြီးငွေဘိန်းကြီးဆို3000ခွဲ4000အဆငါလေးဆိုလို့ရှိရင်2000ခွဲ3000ခွဲ4000အစားစားရှိမယ်ဗျာနော်မော်ဒယ်မြင့်တယ်လို့မော်ဒယ်နေတယ်လို့ကျွန်တော်ဘက်ကရောင်းချပြီးမယ်လုံးဝမှစီလုံးမှကန်နဲ့ကျွန်တော်တို့ရောင်းချပြီးမှဖြစ်ပါတယ်ဗျာနော်โอเคအဲ့တော့ညီကိုတွေလောက်ပဲเนาะကျွန်တော်ကိုနောက်ထပ်လိုချင်တဲ့လူရှိရင်ယုံကြည်စိတ်ချစွာ online မှာတစ်ဆင့်မှာလို့ရပါဗျာเนาะအိမ်ရောက်ငွေရှိလဲရောင်းချပေးပါလေဗျာเนาะโอเคအားလုံးပဲဘိုင်ပါဗျာเนาะနောက်စီးမှတွေ့ကြမယ်